ကပ်ဝယ်တော့မယ်မလားဝယ်တော့မယ်ဆိုရင်မိတ်ကပ်ကိုလေကိုရဲ့မျက်နှာအသားရင်းနဲ့လုံးဝမစမ်းတတ်နိုင်အောင်လေဘင်းမှာအရင်စမ်းတတ်ရတယ်မိတ်ကပ်ဝယ်တဲ့အခါကျလို့ရှင်မိတ်ကပ်ကိုလေဘင်းမှာစမ်းတတ်တဲ့အခါမှာအဆင်ပြေတယ်ဆိုမှအဲ့ဒီဟာအသားရင်းနဲ့ဝယ်ရတာဒီမှာကြည့်အခုဒါဆိုလို့ရှိရင်စမြင့်သူ01ကိုလေဘင်းမှာပြမယ်နော်မကြည့်ဒါဆိုစမြင့်သူရဲ့လေဘင်းကဖြူတဲ့ထဲမှာပါတယ်မကြည့်နော်ပြီးသွားလို့ရှိရင်ဒီဟာကကြတော့02ဒါလေးက02ဒီမှာကြည့်ကြည့်နော်02နဲ့01ကဘယ်လိုကွာလဲဆိုရင်အသားညိုတဲ့လူဆိုလို့ရှိရင်02လေးကိုသုံးပြီးအသားဖြူအသားလက်ဆိုရင်01ကိုသုံးလို့ရတယ်ပြီးသွားလို့ရှိရင်ဒီမှာကြည့်လိုက်ကိုယ့်ရဲ့ဒီလေပင်အသားရည်နဲ့ဘေးဟာနဲ့ကိုက်ညီတဲ့ဟာကိုရွေးချယ်ပြီးတော့ဝယ်ဒါဆိုလို့ရှိရင်မျက်နှာအသားရည်နဲ့လေပင်သားရည်နဲ့ရက်ဖြစ်တာတလို့မဖြစ်တော့ဘဲနဲ့မျက်နှာမှာလည်းပြောင်တင်းလေးဖြစ်ပြီးတော့အသားရည်နဲ့လည်းပို့ပြီးတော့လိုက်စေတယ်ဒီမှာဘူးလေးတွေပေါ့နော်ဒါဆိုရင်01ဒါဆို02အဲ့ဒီလိုမျိုးရွေးချယ်ဝယ်ယူလို့ရပါတယ်စမ်းမြစ်သူအခုပြတဲ့မိတ်ကပ်ဆိုလို့ရှိရင်မြန်မာပြည်အသားရည်နဲ့တစ်ထပ်သေးကြားစီပါတယ်သူကလေဘူးလေးလည်းရှိသလိုအထုပ်လေးလည်းရှိပါ